United အသင်းပေါ်အောင် Cristiano Ronaldo ကတော့ Rooney ပေါ်ဒီလိုမှတ်ချက်ပေးခဲ့ပါတယ်။သူကအရန် strong ဖြစ်တယ် powerful ဖြစ်တယ်။ကျွန်တော်တို့သူ့ကိုခေါ်တဲ့နာမည်ပြောင်းရှိတယ်။ Pitbull လို့ခေါ်တာ။သူဘောလုံးဆွဲလာပြီဆိုကျွန်တော်နေရာယူမဲ့နေရာကိုသူကလိုလိုတည်တယ်။အဲ့လိုပဲသူရှိမဲ့နေရာကိုလည်းကျွန်တော်တည်တယ်။ကျွန်တော်တို့နှစ်ယောက်ကအတွဲညီခဲ့ပါတယ်။ David Beckham ကလည်း Rooney ကအင်္ဂလန်သားထဲမှာတော့ချွင်းချက်မရှိအကောင်းဆုံးကစားသမားပဲ။ Alexander Arnold က Rooney လားသူကဘောလုံးကိုယောက်ျားတစ်ယောက်လိုကစားတာတကယ်ယောက်ျားစစ်စစ်ကြီး Glenn Hoddle ကသူကအသက်16မှာနဲ့24နှစ်သားလိုကစားနေတာအသက်တွေမဟုတ်ဘူးနော်ရုပ်ပိုင်းဆိုင်ရာရောပဲအသင်းပေါ်ဟောင်းမာတာကကျွန်တော်အတွက်အကောင်းဆုံးအင်္ဂလန်သားက Rooney ပါပဲကျွန်တော်ကန်ကောင်းပါတယ်တကယ်ကိုကန်ကောင်းပါတယ်သူနဲ့အချိန်တစ်ခုကြာတွဲကစားခွင့်ရလိုက်တာကန်ကောင်းတယ်သူစီမှာခေါင်းဆောင်နိုင်မှုအရေးသွေးတွေတွေ့ခဲ့ရတယ်Bernardo Silvaကအင်္ဂလန်လက်ရွေးစင်အသင်းရဲ့ legend တယောက်ဖြစ်တယ်လို့ Premier League ရဲ့ legend တယောက်လည်းဖြစ်တယ်သူကဒီနိုင်ငံအတွက်တော့ထာဝရအကောင်းဆုံးကစားသမားပဲ Andrew McLean သူက record breaker တယောက်သူကအင်္ဂလန်အတွက် Bobby Charlton ရဲ့ဂိုးရည်အတွက်ကိုချိုးသွားတယ်လို့ Manchester United ရဲ့ထာဝရသွင်းကိုအများဆုံးကစားသမားပဲ Mourinho ကလည်းဒီစကားကတော့ Rooney Manchester United ကထွက်မယ်သတင်းထွက်တဲ့အချိန်မှာ Chelsea နီးပြ Mourinho ပြောခဲ့တာပါအဆုံးသတ်တဲ့နေ့မှာ Rooney ကသာ Manchester United ကနေထွက်ခွာဖို့ဆုံးဖြတ်ခဲ့ရင်ကျွန်တော်ကိုပေးပါခင်ဗျားသူ့ကိုစိတ်ဝင်စားလို့လားသူ့ကိုခေါ်ဖို့လူတိုင်းစိတ်ဝင်စားပါတယ် Guardiola က Rooney ကငါ့ဘဝမှာတွေးဆုံမှုတဲ့အကောင်းဆုံးတွေကတယောက်ပါငါသူ့ကိုတွေးတော့ငါဒီကောင်လား16နှစ်သူ့ပုံစံကအကြောင်းလန့်လည်းမရှိကျွန်တော်တို့ကဖြစ်မဲ့သူဆိုရင်သိတယ်သူ့ပုံစံကိုမြင်နေကတနေ့ထွန်းတောက်လာမဲ့သူဆိုတာသူ့ပုံစံကပြတယ်အာဆင်နယ်ရဲ့49ပွဲစံချိန်ကိုဖျက်ပြီးတဲ့အချိန်မှာမေးထားတဲ့မေးခွန်းမှာအာဆင်ဝင်းကအဲ့ဒီအချိန်ကဒီလိုဖြေခဲ့ပါတယ်အင်္ဂလန်နိုင်ငံသားတွေအိမ်မက်မက်လို့ရပြီဒီကောင်လေးကအင်္ဂလန်အတွက်အနာဂတ်တွေယူဆောင်ပေးနိုင်မယ်ထင်တယ်သူ့မှာကြီးမားတဲ့အရေးသွေးတွေတွေ့ရတယ်ချယ်ဆီနဲ့အာဆင်နယ်ဂိုးသမားဟောင်းပီတာချက်ကိုဘောမှာရင်ဆိုင်မှုတဲ့အခက်အခဲဆုံးတိုက်စစ်မှုကိုမေးတဲ့အချိန်မှာ Rooney လို့ဖြေခဲ့ပါတယ်အဲ့လိုမေးလိုက်တဲ့အချိန်ခေါင်းထဲမှာပေါ်လာတာ Rooney ပဲကျွန်တော်ကစားသမားဘဝမှာ Michael Essien ကိုရှင်လူပြီးဘောလုံးယူသွားနိုင်သူတယောက်ပဲမြင်မှုတယ်သူကနောက်ကစားသမားတယောက်ကိုလည်းအသာလေးတိုက်ချပစ်လိုက်ပြန်ရောအဲ့ကစားသမားကပစ်လဲသွားတယ်အဲ့ဒီနောက်သူကဘောလုံးဆွဲလာတဲ့ပုံစံကအစားအားနဲ့မှန်နဲ့သူကကျွန်တော်ကိုဒုက္ခအပေးနိုင်ဆုံးကစားသမားပဲသူကံကြက်တွေတိုင်းကိုကျွန်တော်ဖမ်းဖို့ခတ်ပါတယ်Michael Owen က10နှစ်လောက်အကောင်းဆုံးပုံစံကိုတသက်မတည်းထိန်းထားနိုင်တဲ့ကစားသမားတွေကိုပြပါဆိုရင် Rooney ကိုလည်းအဲ့ဒီစီးရင်နဲ့ထည့်ရမယ် United အသင်းပေါ်ဟောင်း Michael Carrick ကသူကလှင်မြန်တယ်အမြဲနိုင်လို့စိတ်စာလောင်းတယ်ဒေါသကြီးတယ်ပေါက်ကွဲရလဲကောင်းတယ်အသင်းမှာ fight ပေးမယ် fighter ကြီးတယောက်ရထားသလိုပဲဘောလုံးမှာရောရန်ဖြစ်ရင်ရောသူကဒတိုင်းကြီးလိုပဲ final ကသူမှုဝင်ရင်ကြောက်စရာကြီးသူကဘာကူမှမမြင်တော့ဘူးအယူတယောက်လိုပဲသိတယ်မလားဒီလိုမျိုး just flip သူကဒေါသကြီးတော့ထင်မထားလောက်အောင်ခွင့်လွှတ်မှုကကောင်းတယ်ရော်ဒိုကိုသူခွင့်လွှတ်ခဲ့တော့ငါကျွန်တော်ကောင်းမှပြောဦးသေးတယ်ငါအသင်းပေါ်တယောက်သာဒီလိုလုပ်ရင်ငါခွင့်လွှတ်နိုင်မှာမဟုတ်ဘူးလို့ပြောမိတယ် Let's go ကကျွန်တော်အမြင်မှာ Rooney ကအကောင်းဆုံးအင်္ဂလန်ကစားသမားပဲ Premier League အတွက်အကောင်းဆုံး17ယောက်အသင်းရွေးခိုင်းရင်ကျွန်တော်အသင်းမှာသူ့ကိုထဲမှာ Joe Bash ကသူကလုံးဝ special ပါပဲသူကဘယ်ရောညာရောရတယ်ဘောလုံးကိုလည်းကောင်းကောင်းနိုင်နေတယ်ရလက်တွေကိုလည်းပြောင်းလဲနိုင်စွမ်းရှိတယ် Posco ကသူလူတွေကိုကြော်ဖြတ်တဲ့ပုံစံကိုကျွန်တော်သဘောကျတယ်သူကဒါကိုပေါ့ပါပဲပီလီကလည်းကျွန်တော်ကသာစိတ်ကြိုက်အသင်းဖွဲ့ခိုင်းရင်ကျွန်တော်အသင်းမှာ Rooney ကိုရွေးမှာပါကျွန်တော်သူ့ကိုသဘောကျတယ်တကယ်ကြိုက်တယ် Henderson ကသူက natural leader ပါသူကအဝတ်လဲကမ်းမှာရောအဝတ်လဲကမ်းအပြင်မှာသူကခေါင်းဆောင်တစ်ယောက်ပါပဲ Madison က Rooney ကိုသူကကျွန်တော်ရဲ့ favorite ပါသူကကျွန်တော်ရဲ့ favorite တွေကတစ်ယောက်ပါ Rooney ကြောင့်ကျွန်တော် United ကိုအားပေးဖြစ်တယ်ကျွန်တော်အတွေးမှာတော့သူက Premier League ရဲ့ထာဝရအကောင်ဆုံးကစားသမားပဲ Declan Rice က Rooney က နီးစနစ်ပိုင်းကျွမ်းကျင်သူတစ်ယောက်ပါသူစီကဘောလုံးကအကျိုးရှိသွားတာကြီးပါပဲ Rooney ရဲ့ကွင်းလယ်ကကန်ချက်ပြီး San Allardyce ကိုမေးခဲ့ချိန်မှာမြို့နိုင်လောက်အောင်ကောင်းတဲ့ကန်ချက်ပဲသူကန်မယ်လို့ဘယ်သူမှမထင်တာဘူးကိုသမားကလည်းသူ့ဘောလုံးကိုမြင်ကိုမမြင်လိုက်ရပါဘူး Louis van Gaal ကကျွန်တော် United မှာနီးပြတော့ကစိတ်ကျင်နေစရာတစ်ခုပဲရှိတယ်အဲ့ဒါ Rooney ပဲသူကလေ့ကျင့်ရင်ကွင်းမှာရောအဝတ်လဲကမ်းမှာရောကွင်းမြင်အားလုံးမှာကျွန်တော်အားကိုးရတဲ့သူပါနောက်ထပ် Ryan King, Mika Richard တို့ရဲ့တမိုင်းတစ်လျှောက် Manchester United နဲ့ Manchester City နှစ်သင်းပေါင်းလို့အကောင်းဆုံးကစားသမားကိုရွေးထုတ်ခိုင်းတဲ့အခါ Ryan King က Rooney ကိုရွေးခဲ့တယ်လို့ကြံတဲ့အားလုံးကလည်းသဘောတူခဲ့ပါတယ်မတူလို့လည်းမရပါဘူး Rooney က Manchester Derby မှာအခုချိန်ထိသွင်းကိုအများဆုံးကစားသမားပါ Rooney United ရဲ့ထာဝရသွင်းကိုအများဆုံးဖြစ်လာတဲ့ပွဲမှာလည်း Matt Hook ကဒီနေ့မှာ Great Goal တစ်ကိုနဲ့အတူ Record Breaker တယောက်ပေါ်လာတယ်တကယ်ကိုထူးခြားတဲ့ကစားသမားပါ Record တွေကိုလိုက်ချိုးနေတာပါ Abon Lahore ကဒီအချိန်လေးကိုတွေ့လာ50အနေထားကနေဘောလုံးချပေးတာသူဘလောက်ဒေါသထွက်နေတယ်လဲကြည့်ပါဦး Ben Foster သူမျက်နှာကိုတွေ့လိုက်တာသူမျက်နှာကနေပြီးတော့ဒေါသတွေထွက်နေတယ်အဲ့ဒီပွဲဘယ်သူကမှသူ့စီကဘောလုံးလှူရဲမယ်မထင်ဘူး Joe Hart
ဂျိုဟတ်ကရိုနီရဲ့ဒဏ်ကိုခံရဆုံးဂိုးသမားလို့ထင်ပါတယ်မန်စီးတီးလည်းအကြိမ်ကြိမ်အလှဆုံးဂိုးတွေတစ်ခုပြီးတစ်ခုအသွင်းခံခဲ့ရတယ်လို့ရိုနီကြောင့်မန်စီးတီးကကန်ထုတ်ခံရတယ်လို့တော့ပြောလို့ရပါတယ်ဝက်စ်ဟမ်ရောက်တဲ့အချိန်မှာလဲရိုနီလက်ကမလွတ်ပြန်ပါဘူးကျွန်တော်ကိုသူ့အကြောင်းအများကြီးမမေးပါနဲ့သူကပွဲထဲမှာမထင်မှတ်ထားတဲ့ကံကြက်တွေကျွန်တော်တို့မထင်မှတ်ထားတဲ့ဆုံးဖြတ်ချက်တွေကိုချလေရှိပါတယ်ဘာစီလိုနာနဲ့မန်ချက်စတာယူနိုက်တက်နှစ်သင်းစလုံးမှာကစားခဲ့ဘူးတဲ့ PK ကိုရိုနီလာဆွာရက်လာလို့ရွေးချယ်ခိုင်းချိန်မှာ PK ကရိုနီကိုရွေးခဲ့ပါတယ်ကျွန်တော်ကတော့ရိုနီလိုပဲပြောပြရစီသူကစားနေတဲ့အချိန်တိုင်းကသူ့ရဲ့ prime time ပဲဆိုလိုတာကရိုနီကစတာထွက်တဲ့ကအနားယူတဲ့အထိတာထွက်တဲ့ကအသက်နဲ့မလိုက်အောင်မြင်ခဲ့လို့သူကစားတဲ့အချိန်တိုင်းက prime time မှာပဲလို့ဆိုလိုတာပါစလာတန်ကသူ့အကြောင်းဖော်ပြတဲ့စကားလုံးတော့မရှိတော့ပါဘူးသူကပြီးပြည့်စုံတဲ့ကစားသမားပါခရစ္စတီယာနိုအကောင်းဆုံးဖြစ်လာတာရိုနီရဲ့ပတ်မိုးမှုတွေကနေလာတာပါဒါပေမဲ့သူကအတိမပြုမခံရပဲခရစ္စတီယာနိုအတိမပြုခံရပါတယ်ဂျိုကိုကတန်ဖိုးသတ်မှတ်လို့မရတဲ့ကစားသမားပါမယုံနိုင်လောက်စရာဂိုးတွေကိုသွင်းနိုင်တယ်ရိုနီကို team player လို့ပြောခဲ့တဲ့ကစားသမားတွေကလည်းအတော်ကိုများပါတယ် He's a fantastic team player. He was the ultimate team player. He's a real team player. ရိုနီကသူတို့အင်္ဂလန်အသင်းရဲ့စံပြဖြစ်ကြောင်းလူငယ်ကစားသမားတွေနဲ့အချို့ကစားသမားတွေကဒီလိုပြောခဲ့ပါတယ်စတာလင်ကခင်ဗျားတို့သူ့ပွဲတွေအများကြီးကြည့်ခဲ့ရတယ်အများကြီးသင်ယူခဲ့ရတယ်မိုင်နူရဲ့ idol ကိုမေးတဲ့အချိန်မှာရိုနီကိုရွေးချယ်ခဲ့ပါတယ်ကာနီဝေါ်ကရိုနီနဲ့စဆုံတော့ကကျွန်တော်အသက်20ပဲရှိမယ်သူကကျွန်တော်ရဲ့အင်္ဂလန်ကစားသမားဘဝမှာအများကြီးအကူအညီပေးခဲ့တယ်အများကြီးအတူယူခွင့်ရခဲ့တယ် Smalling ကပွဲရှုံးနေရင်သူကကြံတဲ့သူတွေကိုမျက်လုံးစိမ့်ကြီးနဲ့လိုက်ကြည့်ပြီးအဲ့ဒီချိန်သူနဲ့ဘယ်သူကမှမျက်လုံးချင်းမစုံရဲဘူးဘာလို့လဲဆိုတော့သူကအသင်းကောင်းဆောင်လည်းဖြစ်တယ်လို့ပွဲထဲမှာတကယ့်ကောင်းဆောင်လည်းဖြစ်တယ်ဂါနာချိုကို United Legend တွေကတယောက်နဲ့ကစားရမယ်ဆိုရင်လို့မေးတဲ့အချိန်မှာဂါနာချိုကကျွန်တော်ကတော့ Rooney ပါသူကကျွန်တော်အတွက်ကောင်းမွန်တဲ့ဂိုးဖန်တီးမှုတွေပေးလိမ့်မယ် Bellingham Rooney ကကျွန်တော်အတွက်တကယ့်ကို biggest hero ပဲသူကစားတာတွေကိုကြည်ပြီးကြီးပြင်းလာခဲ့တာအင်္ဂလန်အသင်းပွဲလာပြီးဆို Rooney ကိုပါမသဘောကျခဲ့တယ် Harry Kane ကျွန်တော်တို့ကသူ့ကိုကြည်ပြီးကြီးပြင်းလာခဲ့ရတာပါသူကအမြဲတမ်းအတွက်အကောင်းဆုံးပါပဲသူက hero ပါပဲကျွန်တော်တို့အတွက်သူရဲကောင်းကြီးလိုပါပဲကျန်တဲ့သူတွေရှိသေးသလိုဘောလုံးလောကအပြင်ဘက်ကသူတွေလည်းရှိပါသေးတယ်ဒါပေမဲ့ဒီဗီဒီယိုမှာကျွန်တော်မဖော်ပြတော့ပါဘူးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးတင်ဆက်ပေးပြီဆိုတော့အခု